ဆွေတို့ရဲ့မိတ်ဆွေအားလုံးမင်္ဂလာပါဒီနေ့2026ဇွန်လ9ရက်နော်အချိန်ကတော့ဆိုပါတို့တော်လေဒီကနန်းလေးကဟော့ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မိတ်ဆွေတွေထိုးရအောင်တင်ပေးရအောင်တင်ပေးကျွန်တော်တင်ပေးတယ်ဆိုတော့သိပြီးတော့ကျွန်တော်စွမ်းလာရတော့မအောင်မိပါနဲ့နော်ဆွေတော်ကိုပိုင်မူရလို့ကနေပါအခြားသူရဲ့မူလေးကိုနော်စီစေပြီးတော့တင်ပေးတာကကြာတော့တော်တော်များတယ်ခုတင်ပေးမှာကဒီမွေးကနန်းလေးတစ်ခုထိုးကြဒီပြသားပါအဲ့မွေးနန်းပါလေရှင်၅နှစ်ရှင်၅နှစ်လူတော်တော်များများပြည်ပြီးသားဖြစ်တယ်ရှင်၅နှစ်ဒီရှင်၅နှစ်ကိုလူထိုးအောင်ပါရှင်၅နှစ်လူရဲ့ထိုးအောင်နော်တချို့လည်းဒီရှင်၅နှစ်ကိုထိုးလာကြတာစီဆဲခြင်းပေါ့နော်ခင်ဗျာဆွေတော်ရဲ့မိတ်ဆွေများတော့နော်စောက်နေလို့ခုရောက်ပြီဆိုပြီးတော့တင်ပြီးစီဆဲခြင်းနော်ဆွေတော်မထင်လို့မပြောခဲ့အခုတော့ပြောပြီထိုးတင်ဘယ်တော့ထိုးမှာဒီတပတ်ကိုပဲစထိုးပါရှင်ကားနေဒီတပတ်ပြီးရင်တောက်လျှောက်ထိုးရမှာလားမဟုတ်ပါဘူးနော်ဒီပညာလေးလည်းကျွန်တော်တစ်ခါတည်းမျှဝေပါဘယ်လိုဖြစ်ရင်ထိုးပါဆိုတဲ့တစ်ခါတည်းပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်ပြောသတိပေးကောင်းတော့ပြီးနေဒါနဲ့ကိုပညာကိုရှိထားတာကိုဟာကိုသိထားတာကောင်းတာပေါ့ဗျာကြဟုတ်ပြီအဲ့ရှင်၅နှစ်ကဒီရှင်၅နှစ်ဘုရားနန်းဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်သိတယ်ဒီသူကနေပြီးတော့6ပုံကြီးရဒီနေ့3 4 5 6နော်6ပုံကြီးလို့ရှိရင်နော်ဒီတေရကနာကြီးတော့ခုဒီရည်တော့ခုနကဒီကနေတေရကနာကြီးရမယ်6ပုံဒီနေ့3 4 5 6ပုံမြောက်ပါ2 5 8 2 5 8ပတ်လည်းပြန်ရအဲ့2 5 8ဟာနောက်နှစ်မှာ2 5 8လို့ဒေတူတေမွေးနာနော်မွေးနာအာရီများတယ်မွေးနာနေတော့ရှိတယ်နော်အာရီနော်အဲ့တော့မအားတဲ့ဒေကနာမှုဆွေတော်ကျဲတာဟုတ်ပြီအဲ့တော့ဒီ2 5 8ကြာပြီအဲ့လိုပဲဒီ2 5 8ရဲ့ကနေ6ပင်ကြီးမယ်ဒီနေ့3 4 5 6ပင်အဲ့6ပင်ကြီးတဲ့နှစ်သေးမှာနော်6ပင်ကြီးတဲ့နှစ်သေးမှာနှစ်သေးမှာ6ပင်ကြီးတဲ့နှစ်သေးမှာ8 နှစ် 5လို့အဲ့ဒီ8 နှစ် 5ဒီနောက်တစ်နှစ်မှာနောက်တစ်နှစ်မှာ8 နှစ် 5လို့ပြပြန်ပြောပါမယ်8 နှစ် 5ဒီ8 နှစ် 5လို့2 5 8ဒီ2 5 8အခု8 5နှစ်ဒီ8 5နှစ်လို့ဒီနှစ်ထဲမှာကြာရမယ်လို့မွေးကနန်းတော်တော်များများချဲဆရာကြီးသိကြပါနော်ချဲဝါရင်းတယ်ဒီလေသိကြပါဟုတ်ပြီအဲ့တော့ဒီချိန်မှာကျွန်တော်ထိုးတင်ပြီလို့ဘာလို့ပြောသလဲနော်ဒီနေ့မနေ့ကျွန်တော်တပည့်တိုင်းမှာကျွန်တော်တပည့်တယောက်ကိုဒီပတ်ထိုးတင်ပြီကွာဆိုတော့ငါဆရာကြီးမကြသေးဘူးဘလူဖြစ်မှကြမှာဆိုတော့စိုက်တယ်ပြနော်ဘာဝဘလော့နော်ဘလူဖြစ်ရမယ်ကနန်းဘလူတင်ရမယ်နော်ဘလူတင်ရမယ်ဘလူရက်ရမယ်ပြောတော့အဲ့ပင်ကိုစောင့်တယ်ကျွန်တော်ခုချိန်ထိမရသေးဘူးဗျာလို့ညီးတယ်အေးအဲ့တော့
ချဲဆရာကြီးနော်ဒီနေ့ချဲတင်ညာတော့ကျွန်တော်ဆရာပေါ့နော်အတန်းတင်ညာတော့ကျွန်တော်တပည့်ပြောတာလေအေးမင်းတို့ကဖက်အောင်စဉ်းစားဟာလွဲအောင်လည်းစဉ်းစားပါဘူးကွာလွဲအောင်စဉ်းစားရင်ဒီဘက်တူတယ်ဘယ်လိုတော့ကြအေးလေခုနမင်းပြရင်မင်းတတိထားမိတယ်ငါတော့ဒီနေ့ရတယ်ပြင်ထားတယ်နော်ဟုတ်ပြီဘာတတိထားလို့ဟဲ့ကနန်းဒီပြန်ညာကနန်း15နှစ်နော်ပတ်လေပြန်ညာကနန်းထွက်တော့ပြီဆိုရင်ဟာဒီ258ကနောက်တစ်နှစ်မှာ258လို့ထွက်တော့မယ်အခါထွက်တော့250ထွက်တော့ခွန်ပထိတ်လေးရှိတာတွေ့လားတွေ့တယ်ဗျဟုတ်ပြီမှတ်ထားလိုက်နောက်တစ်ခါမှာဟာဒီ8နှစ်5လို့ထွက်တော့မယ်အခါခွန်ထိတ်လေးရှိတယ်ဟုတ်သားပဲအဲ့လိုဆိုရင်ဒီတစ်ပတ်လေဒီတစ်ပတ်လေပဲဒီတစ်ပတ်ခွန်တော့ညခွန်တကြီးလို့ဟုတ်ပါဗျာရှင်နော်15နှစ်ဖြစ်မြန်ဖြစ်မလားမသိဘူးဆိုပြီးတော့ဒီနည်းနည်းကျွန်တော်ပဲပါလာဟုတ်ပြီကိုယ်ပဲပါလာမှကျွန်တော်တက်သိမ်းသွင်းတယ်အဲ့ဒီမကဘူးနော်ဘာစီသေးလဲဆိုရင်ဒီ8နှစ်5ဒီ8နှစ်5ဒီ8နှစ်5လို့ထွက်တော့တဲ့အခါမှာဒီသူ့ရဲ့ဘေးကကဏ္ဍနဲ့သူ့အထက်ကကဏ္ဍနဲ့ဗိဒ္ဓဗိဒ္ဓ86ခွန်ညာဒီမှာခွန်တို့ခွန်ဗိဒ္ဓဂျာအောက်မှာဘေးနဲ့အောက်မှာသူလာလုံခြုံမှုယူလိုက်အဲ့တော့ဒီ258ကြတော့ဟော258ကြတော့ဟော258ကြရတော့ဟော258ကြတော့ဒီကိုကိုလေးရဲ့နှစ်ပြိညာခွန်6လေးရဲ့4ပြိညာဗိဒ္ဓတော့မဟုတ်ဘူးဒါပေမဲ့နက်ခတ်ဖြစ်တာဟောနက်ခတ်ဖြစ်လာတဲ့အချိန်မှာ258လာအဲ့ဒီတော့ဗိဒ္ဓလည်းဖြစ်ရမယ်နက်ခတ်လည်းဖြစ်ရမယ်ပါဝါလည်းဖြစ်ရမယ်ဒါဆိုရင်ဒီကဏ္ဍပြန်ရထိုးတင်ပါလေနောက်ပုံမှန်ချိန်တော့ထောင်ချင်းလူဟုတ်မဟုတ်ထူတာပေါ့ဗျာခွန်ထိတ်မလားလဲဒီနော်ထူတာနော်ခွန်ထိတ်မလားလဲထူတာလူနဲ့ဗိတ်ချင်းလူမတက်ဆန်နဲ့ထူတာဒီ9နှစ်ကျွန်တော်ယုံကြည်ရပါလား15နှစ်ဟာဒီ15နှစ်ဒီနှစ်ထဲမှာကြားလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီခါတော့နည်းနည်းတင်ထိုးမယ်ဘာလို့တင်ထိုးမလဲဆိုတော့ကျွန်တော်ပြောတဲ့ခွန်ထိတ်ကစိုက်နေပြီခွန်3ညခွန်ထိတ်စိုက်နေပြီပြီးတော့3 9နှစ်က4ခွန်3ည4ဆိုတော့ break ကလည်းဖြစ်နေတယ်တော့ဒီမှာကျွန်တော်15နှစ်နော်တိုက်တွန်းပါလေပြင်းပြတိုက်တွန်းတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ခုနကကျွန်တော်တပည့်မိတ်ဆွေနော်ကိုဒီမောင်စုထည့်လိုက်တော့9000ထည့်လိုက်ပါပြီနော်ဒါ9000တန်ပါတယ်နော်ကြံတဲ့ချိန်တော့ဒီခွန်ထိတ်မလာတဲ့1000 2000ထိုးပါဗရိတ်မို့လေ1000 2000ထိုးပါအကေပြီးနောက်တစ်ခါမှာခွန်ထိတ်တယ်ရအောင်မယ်ဒီဗရိတ်ဖြစ်မယ်ဗရိတ်နက်ခတ်ဖြစ်မယ်ဗရိတ်ပါဝါဖြစ်ဗရိတ်ပါဝါမြန်ဖြစ်ခဲ့တော့အိမ်ပေါင်ထိုးတော့ဒီတစ်ပတ်ကာစလို့15နှစ်လိုက်စု15နှစ်လိုက်စု15နှစ်နော်အဖြစ်များပြစ်ကြဖို့အတွက်15နှစ်ဒီကိုဒါဆွေတော်ဒီနေ့မနေ့လက်ဆောင်ပါလိုက်ရပါတယ်ဒီလက်ဆောင်ကြီးသုံးဆွဲပြီးတော့တဘောရတာလုံးရိုးရွှင်ချမ်းမြေ့တဲ့ညောမိသားစုပိုင်းဆိုင်ကြီးတော့ရတင်ရလိုက်တဲ့တရားများနဲ့လောကကြီးကိုဆက်တန်းနိုင်ကြပါစေ။အားလုံးချမ်းမြေ့ကြပါစေ။